ဒီကပညာ channel ကနေကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့လေဘင်းနာရာကိုသက်သာသေးတဲ့ဆေး၅မျိုးအကြောင်းပဲဖြစ်ပါတယ်လေဘင်းနာရာလူတိုင်းဖြစ်ဘူးကြမယ်လို့ထင်ပါတယ်လေဘင်းနာတဲ့အခါမှာလေဘင်းနာတဲ့အကြောင်းရင်းတွေရှိတယ်ဒါကိုပျောက်ကင်းသက်သာသေးတဲ့အကြောင်းရင်းတွေရှိပါတယ်နော်အဲ့တော့ဒီထဲမှာတော့ဗီဒီယိုထဲမှာတော့ကျွန်တော်ဒီလေဘင်းနာသက်သာသေးတဲ့ဆေး၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်တယ်သေးတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေနော်အကျိုးကျေးဇူးတွေပြီးတော့ဘယ်လိုအကျိုးကျေးဇူးရှိတယ်လဲဘယ်လိုတောက်အောင်မလဲနော်ဘယ်လိုရှောင်မလဲဆိုတော့ဒီဘေးတော့ဆိုးကျိုးတွေကိုဘယ်လိုရှောင်ရှားမလဲဆိုတဲ့အချက်တွေနော်ဘာတွေရှိသေးလဲဆိုတဲ့အချက်တွေကိုဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်နော်လိုက်ပြီးတော့ကြည့်လိုက်အောင်ပထမဆုံးပြောချင်တဲ့ဆေးကကျွန်တော်ပါရာစီတမော့ဖြစ်ပါတယ်နော်ပါရာစီတမော့လူတိုင်းသိတဲ့ဆေးဖြစ်တယ်အဖျားကြသည်လို့ခေါ်တယ်နော်သူတို့ကကတ်ခဲတာကိုလည်းအနေငယ်သက်သာသေးတယ်တစ်လုံးမှာ900 mg ပါတယ်နော်တစ်နေ့ကို3ချိန်သို့မဟုတ်4ချိန်ထိတောက်လို့ရပါတယ်စုစုပေါင်း4000 mg ထက်တော့အမကျော်ပါသေးနဲ့သူတို့ကအဖျားကိုအဓိကကြသေးတာဖြစ်တယ်ဒါပေမဲ့ဒီကွာကြတော့အကြာကြီးတောက်လို့မရဘူးဆွဲတောက်လို့မရဘူးဆွဲတောက်ရင်ကျွန်တော်အသက်ကိုထိခိုက်ပျက်စီးနိုင်တယ်အသက်ထိခိုက်နေတဲ့သူတွေကလည်းပဲဒါကိုရှောင်းမှာဖြစ်တယ်သတိထားမှာဖြစ်တယ်เนาะဒါပါရာစီတမောနဲ့ပတ်သက်ပြီးသတိထားမဲ့ချက်တစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော် ibuprofen လို့ခေါ်တဲ့ anti inflammatory drug ဖြစ်ပါတယ်เนาะအယောင်ကျသေးဖြစ်ပါတယ်ကတ်ခဲတာကိုလည်းသက်သာသေးတဲ့ဆေးဖြစ်ပါတယ်เนาะတော့ခါကြတော့ကျွန်တော်တို့ဒီလေဘင်းနာရာရောင်းတာကိုသက်သာသေးတဲ့အတွက်ဈေးဖြစ်တယ်เนาะဆိုတော့တစ်လုံးမှာ200 mg ပါတယ်เนาะဒီနေ့ကိုကျွန်တော်3ချိန်4ချိန်တောက်လို့ရတယ်စုစုပေါင်း1200 mg ထက်တော့မကျော်ပါသေးနဲ့သူကပါရာစီတမောနဲ့မတူအဖျားကိုအဓိကပျောက်စေတာမဟုတ်ဘဲနဲ့အယောင်ကျသေးတာဖြစ်တယ်เนาะကတ်ခဲတော့အဓိကသက်သာသေးတာဖြစ်တယ်ဒါပေမဲ့ဘေးတော့သူတို့အနေနဲ့အစာရင်ကိုထိခိုက်နိုင်တဲ့ရေရှည်တောက်ဝများအစာရင်သူရတဲ့ဒီဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်ရေရှည်တောက်လို့မရဘူးတခြားကိုထိခိုက်တဲ့အကြောင်းတရားတွေလည်းရှိတယ်ပြီးတော့သွေးတို့လည်းတော့ထိခိုက်နိုင်တယ်နော်ဒါကဆိုတဲ့ခါကျကျွန်တော်သွေးတို့သမားတွေသတိထားဖို့လိုပါတယ်နောက်တစ်ခုကကျွန်တော် throat lozenge လို့ခေါ်တဲ့ငုံသေးများဖြစ်ပါတယ်နော်ငုံသေးတော့မိုင်ဘေးစင်းလို့ငုံသေးတွေရှိတယ်ပြီးတော့နောက်ချားငုံသေးတွေရှိတယ်ဗောနော်အဲ့ဒီငုံသေးတွေငုံတဲ့အခါမှာကျွန်တော်တို့ဒီဒီကို3 4 5ချိန်6ချိန်အဆင်ပြေလို့ငုံလို့ရပါတယ်ဆရာဝန်ညွှန်ကြားချက်မလို့ဘဲနဲ့ငုံလို့ရတဲ့ဆေးတွေဖြစ်ပါတယ်နော်အဲ့တော့တော့ငုံတဲ့ခါမှာလေချောင်းတာသက်သာသေးတာဖြစ်တယ်နော်နောက်တော့ကျွန်တော်တို့ gargle solution လို့ခေါ်တဲ့စားရည်နော်စားရည်လို့ခေါ်တယ်နောက်ပြီးတော့ဒီပလုတ်ချင်းဆေးရည်ပေါ့နော်အဲ့ဒီဆေးရည်မှာဘီတာတင်းပါတယ်ဘီတာတင်းကဘက်တီးရီးယားပိုးတွေကိုသိသိနိုင်တယ်ဒါကြောင့်ကျွန်တော်ဘက်တီးရီးယားကြောင့်ဖြစ်တဲ့အလေဘင်းနာတာကုသတဲ့နေရာမှာကောင်းမွန်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ antibiotic ဖြစ်တယ်ဒါကတော့အရေးကြီးဆုံးဖြစ်တယ် antibiotic ဆိုပိုးသက်ဆေးဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒီနောက်ဘက်တီးရီးယားပိုးကြောင့်ကျွန်တော်တို့လေဘင်းနာတဲ့ရောင်ရမ်းနေဆိုရင်တော့ကျွန်တော်ဒီပိုးသက်ဆေးကိုမဖြစ်မနေတောက်မှာဖြစ်တယ်เนาะဒါဒီပိုးသက်ဆေးကလည်း P1 လို့ခေါ်တယ် prescription only medicine လို့ခေါ်တယ်ဆရာဝန်ညွှန်ကြားချက်နဲ့မှတောက်ရတဲ့ဆေးတွေဖြစ်တယ်เนาะကိုယ်သဘောနဲ့ကိုတောက်လို့မရဘူးကျွန်တော်မြန်မာနိုင်ငံမှာတော့ဒီဆေးဆိုင်တွေမှာဒီပိုးသက်ဆေးတွေကဆရာဝန်ညွှန်ကြားချက်မလိုဘဲနဲ့အလွယ်တကူဝယ်လို့ရနေတာဖြစ်တယ်အဲ့ဒီအခါကျတော့ကိုယ်သဘောနဲ့ကိုတောက်ကြတယ်တောက်လို့တိလို့တောက်တာမဟုတ်ဘူးမတိဘဲနဲ့တောက်နေတာဖြစ်တယ်အဲ့ဒီအခါကျတော့ဆေးရဘေးတော့ဆိုကြလို့တွေကိုအများကြီးခံစားရတယ်เนาะသဘောကပိုးဆိုတဲ့အခါကသူ့ဆေးနဲ့သူ့ပိုးနဲ့ဆိုတာရှိပြီးသားเนาะဆိုတော့လကားဒီရှော့ပြီးတော့တောက်လို့မရဘူးကျွန်တော်တို့ဒီဆရာဝန်ညွှန်ကြားတဲ့နေရာမှာတောက်အောင်မှာဖြစ်တယ်เนาะတောက်တဲ့ခါကျရင်အများသောအားဖြင့်ကျွန်တော်တစ်လုံးသုံးလုံးတက်တာရင်ရပ်ပလိုက်အောင်เนาะအားလည်းမဟုတ်ဘူးမှားတယ်တော့တကယ်တောက်တဲ့ခါကျရင်ကျွန်တော်ဒီတပတ်ဆိုရင်တပတ်ပြည့်အောင်တောက်အောင်မှာဖြစ်တယ်เนาะဆေးတွေကသူကလည်းသူရှိပြီးသားပါဆိုတော့ကိုယ်သဘောနဲ့ကိုစွတ်စွတ်မလုပ်ပါနဲ့เนาะဆိုတော့အန်ဒီရများပါတယ်เนาะဆိုတော့နောက်တစ်ခါထပ်ပြင်ဒီဆေးနဲ့မတိုးဖြစ်နိုင်ပါတယ်เนาะ antibiotic resistant လို့ခေါ်ပါတယ်เนาะဆိုတော့ကကြတော့เนาะပြောချင်တာတော့ဒါတွေကိုသတိထားဖို့လိုပါတယ်เนาะဒါတော့ကျွန်တော်ကဆေး5မျိုးကြောင်းကိုပြောပြပေးတော့ဖြစ်ပါတယ်လေဘင်းနာတဲ့ခါမှာဒီဆေးကိုကျွန်တော်တို့သုံးလို့ရပါတယ်เนาะအသုံးလဲများတဲ့ဆေးတွေဖြစ်ပါတယ်เนาะချိုးဆေးတွေဆရာဝန်ညွှန်ကြားမလို့ပဲတောက်လို့ရဥပမာငုံသေးလိုမျိုးပေါ့เนาะပါရာစီတမောတောက်လို့ရတယ်ချိုးဆေးတွေကကျွန်တော်ပိုးသက်ဆေးလိုမျိုးကကြတော့ဆရာဝန်ညွှန်ကြားမှာပဲတောက်တာအဆင်ပြေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်မေးမြန်းကြတာများရှိတယ်ဆိုတော့လည်းကျွန်တော်တို့ comment မှာမေးထားကြလို့ရပါတယ်နောက်ပိုင်းလည်းဒီလိုအကျိုးရှိတဲ့ဗီဒီယိုများကိုဆက်ပြီးတော့တင်ပေးနေမှာဖြစ်ပါတယ်เนาะဗီဒီယိုတင်တိုင်းအသစ်တင်တိုင်းသိရှိနိုင်မှုအတွက် notification ခေါင်းလုံးလေးကိုနှိပ်ပေးပါ